WMAT လို့ပြောလိုက်တာနဲ့ clipper, trimmer, shaver နဲ့ professional barber accessory တွေအားလုံးထုတ်လုပ်ပေးနေတဲ့ brand တစ်ခုလို့ကျွန်တော်တို့ professional barber တိုင်းသိကြတဲ့ brand တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ WMAT ဆိုတာကပါလေဘယ်ကနေဆင်းသက်လာတာလဲဆိုတဲ့အကြောင်းအရာအားလုံးကိုကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ WMAT brand ကိုထုတ်လုပ်တဲ့ကုမ္ပဏီကတော့တရုတ်နိုင်ငံအခြေစိုက်ရှန်ကျန်းမြို့ကွမ်တုံးပြည်နယ်မှာရှိတဲ့ရှန်ကျန်း New Jin Import and Export Company Limited ကနေပြီးတော့ထုတ်လုပ်တဲ့ brand တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာရှန် New Jin Import and Export Company Limited ရဲ့ CEO and Founder ကတော့ Mr. Coco နဲ့သူ့ရဲ့ဇနီး Kiki တို့ပဲဖြစ်ပါတယ် Mr. Coco က1996ခုနှစ်မှာ hair salon product တွေတင်ပို့တဲ့လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်ကိုပိုင် brand မရှိဘဲနဲ့တခြားကုမ္ပဏီမှာကုန်သည်တယောက်အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်2006ခုနှစ်မှာတော့ Mr. Coco နဲ့သူ့ရဲ့ဇနီး Kiki တို့ကရှန်ကျန်း New Gen ဆိုတဲ့သူတို့ရဲ့ကိုပိုင်ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ်2008ခုနှစ်မှာတော့သူတို့ရဲ့ပထမအဆုံး brand ဖြစ်တဲ့ Kiki New Gen ဆိုတဲ့ brand နဲ့စတင်မိတ်ဆက်ခဲ့ပါတယ်2013ခုနှစ်မှာတော့ကျွန်တော်တို့ professional barber ရဲ့အားထားရဆုံး brand ဖြစ်တဲ့ WMAT ကိုစတင်ဖန်တီးခဲ့ပါတယ်ခင်ဗျာ Mr. Coco နဲ့သူ့ဇနီး Kiki တို့ကရှန်ကျန်း New Jin ကုမ္ပဏီနဲ့ hair salon product လောကမှာရပ်တည်လာတာဆိုရင်ခု2026ခုနှစ်အထိဆိုရင်နှစ်20တိုင်ဒီလောကမှာရပ်တည်လာတာပဲဖြစ်ပါတယ်ခင်ဗျာ WMAT brand ကအချိန်တိုအတွင်းမှာဘာကြောင့်နာမည်တစ်ခုရလာလဲဆိုတော့ transparent design ကြောင့်ပါ transparent design ဆိုတာက clipper ရဲ့ဆက်အတွင်းပိုင်းအသေးစိတ်ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်ဒါကြောင့်မို့လို့ professional barber တွေကြားမှာနာမည်တစ်ခုရလာတယ်ဒါအပြင်ဈေးနှုန်းကလည်းတင့်တယ် motor RPM အားကောင်းတယ်ဓာတ်သွားတွေကလည်းပြတ်တယ်တခြား clipper တွေနဲ့မတူတဲ့စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်တဲ့အတွက်ကြောင့်မို့လို့ယနေ့ခေတ်73နှစ်ထိတိုင်တိုင်ရပ်တည်လာတဲ့ brand တစ်ခုဖြစ်ပါတယ် WMAT brand မှာနာမည်အကြီးဆုံး brand တွေကတော့ NG2038 နဲ့ NG108 တို့ပဲဖြစ်ပါတယ်လက်ရှိမှာတော့ WMAT brand ကအမေရိကဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတို့အာရှတိုက်မှာတင်ပို့ရောင်းချနေတဲ့ global brand တစ်ခုပဲဖြစ်ပါတယ်မိတ်ဆွေတို့မှာ WMAT brand နံပါတ်ဘယ်လောက်ရှိလဲဆိုတာကို comment မှာဝင်ရောက်ပြောဆိုဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဟိန်းပါ